မြန်မာငွေကျပ်9000တဲနဲ့အရသာရှိတဲ့ပစုံတုပ်ကလေးတုပ်စားလို့ရပါမလားရပါတယ်ဘာလို့လဲဆိုတော့ပေါင်ပစ္စည်းနေပြီးတော့အရန်အရသာရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီပစုံတုပ်ကလေးကိုဒီလိုလေးလှုပ်စားကြည့်လိုက်ရအောင်အရင်ဦးဆုံးပစုံ4000မိုးကိုကြောကွက်ပြီးတော့ရင်းနှီးဘူးတွေကိုခဏလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဆဲပြီးတော့ရေခဲတဲကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်အတုပ်တုပ်ဖို့အတွက်ကြက်သွန်လေးနဲ့ခန်းညင်သီးတို့ကိုပပလေးလေးလိုက်ပါမယ်ခွားသီးတွေကိုလည်းပပလေးလှီးပြီးတော့အချင်းအတွက်တံမယာသီးနဲ့အဆက်အတွက်ငရုတ်သီးစိမ်းတို့ကိုလှီးလိုက်ပါမယ်ရေခဲထဲထည့်ထားတဲ့ပစုံလေးတွေကိုဆယ်ပြီးတော့လှီးထားတာလေးတွေကိုအကုန်လုံးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဟင်းချိုမုံကြက်သားမုံနဲ့ငပြားရည်တို့ကိုထည့်ပြီးတော့ခရုစီနဲ့တံမယာရည်တို့ကိုညှစ်ထည့်လိုက်ပြီးလို့ရှိရင်အားလုံးရောသမသွားအောင်နေလိုက်ပါမယ်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ပကံထဲကိုထည့်ပြီးတော့ငရုတ်ကောင်းမုံလေးအနည်းငယ်ဖြူလိုက်မယ်ဆိုလို့ရှိရင်တော့ပူပူဆက်ဆက်နဲ့ရှယ်ပစုံတုပ်ကလေးရပါပြီ